ဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောက်ရစေဖို့နိကတောဘာသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသွန်သင်တတ်သောမြတ်တန်ငါလူဘဝခဏရတဲ့အခိုက်ဓမ္မဗုဒ္ဓရဲ့တရားနဲ့မွေးတန်ငါ220ခွဏသွေဝိနိတိခါရရဲ့စောင့်ထိန်ငါကြင်ကြံလို့တကယ်မြတ်သာသနာကိုအတော်ရှိရန်ရည်ရွယ်ဗုဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောက်ရစေဖို့နိကတောဘာသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသွန်သင်တတ်သောမြတ်တန်ငါလူဘဝခဏရတဲ့အခိုက်ဓမ္မဗုဒ္ဓရဲ့တရားနဲ့မွေးတန်ငါ220ခွဏသွေဝိနိတိခါရရဲ့စောင့်ထိန်ငါကြင်ကြံလို့တကယ်မြတ်သာသနာကိုအတော်ရှိရန်ရည်ရွယ်ဗုဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောက်ရစေဖို့နိကတောဘာသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသွန်သင်တတ်သောမြတ်တန်ငါလူဘဝခဏရတဲ့အခိုက်ဓမ္မဗုဒ္ဓရဲ့တရားနဲ့မွေးတန်ငါ220ခွဏသွေဝိနိတိခါရရဲ့စောင့်ထိန်ငါကြင်ကြံလို့တကယ်မြတ်သာသနာကိုအတော်ရှိရန်ရည်ရွယ်ဗုဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောက်ရစေဖို့နိကတောဘာသာစီကဖို့